ခေတက်တို့၏နားထောင်ဖို့နှင့်ဖြစ်ပြီလားဒီညမှာလေမမိနိုင်တဲ့ဇလန်းတစ်ပုဒ်ကို MK Honor Story မှာစတင်ပါပြီဘိုးရညာရုံခေါ်တယ်ဖြစ်ရင်ဇလန်းမှာ2021ခုနှစ်မိုးရာသီတညရန်ကုန်မြို့ပြင်ဘက်ရှိလမ်းအောင်တစ်ခုမှာကိုတက်ဆိုတဲ့တက်စီတော်ပါတယောက်အလုတ်ဆင်းပြီးအိမ်ပြန်နေတယ်ည7 နာရီကျော်ပြီးမိုးကလည်းရမ်းပါတယ်လမ်းမိတိုင်းတချို့ကလည်းပြက်နေတော့လမ်းတစ်လျှောက်အမောင်လူကြီးရဲ့အဲ့ဒီချိန်မှာလမ်းမှာခီးမပါဘူးမိုးရေလည်းရက်နေတယ်မင်္ဂလိတယောက်ကိုတွေ့လိုက်ရတယ်ချူအောင်ဝတ်ဆောင်ခြေလျားနဲ့စစ်မျက်နှာကိုဆူနဲ့ဖုံးထားတယ်ကိုတက်ကကားရည်ပြောင်းညီမဘယ်တော့မှမလဲလို့မေးလိုက်တယ်မင်္ဂလိကခေါင်းတော်မှန်တယ်တော့ဘာလဲနော်ပြောလေဒါဝိဆက်တော့ထူးဆန်းနေကိုတလည်းကြောက်စိတ်နေနေနဲ့ခီးရင်လို့တင်သွားလိုက်တယ်ကောင်းတော့လို့နောက်ကျမှနေတာကြီးလိုက်တာမင်္ဂလိကခေါင်းကိုထားတော့တယ်ဒါပဲမဲ့အချိန်မှာမှန်နေမှာမျက်နှာချူအောင်ချိုးရရှိဖြစ်နေတော့မြင်လိုက်ရတယ်ကိုတက်ကဇန်သွားပြီးရှိလို့လေအောင်ဆိုင်မောင်းနေဘိုးကလည်းပူတေးလာတာပဲတုတ်တန်တဲ့နေကတော့ဖုံးတလုံးမိလာတယ်အလုံးသမားတစ်ခုပဲမတိနာမတစ်ခုတော့ကိုတက်လက်ခံဖြေချလိုက်တယ်တစ်ဖက်ကမျိုးသမီးတန်နော်ကျတော့တန်ကျင်းနေတယ်ကျင်းဆုံးနေတာတော့ညာတဲ့ခန္ဓာကိုယ်တစ်ခုလုံးပြီးသွားတယ်သူ့နောက်ခုံဖြီးပြီးလှည့်ကြည့်လိုက်တယ်မင်းလေးမရှိတော့ဒါပေမဲ့နောက်ခုံမှာရေချိုးလို့ခြေရာနှစ်ခုရှိနေတယ်ကားပြင်ဘက်မှာတော့ဝေးချားရတဲ့မင်းကလေးကလမ်းလေးမှာထားရနေတယ်ဒီတစ်ခါသူမမျက်နှာကိုမြင်ရတယ်နှလုံးလုံးရှိတော့ဘူးကိုတော့ကြောက်လန့်ပြီးတော့ကားရှင်ပြင်ပပြီးသွားတယ်နောက်တစ်နေ့မှာအဲ့ဒီတုတ်တန်နှမ်းမှာလွန်ခဲ့တဲ့3 နှစ်ကအစီအံဖြစ်ပြီးပြေဆုံးသွားတယ်မင်းကလေးတယောက်ကြောင့်ကြောင်းရတယ်သူမဟာဝေးရတဲ့နာတက်စီတားနေတယ်လို့ပြောကြတယ်